ငါသမီးလေးယောက်ျားရကန်ကောင်းတယ်အိမ်တော်ရေးကန်ကောင်းပါတယ်ကွယ်ဒီအိမ်တော်ကိုချစ်ချစ်ခင်ခင်နဲ့မပြတ်စီအောင်ထိမ့်သိမ့်နော်သမီးကိုကြီးရောပြန်လို့အရန်ချစ်တာပဲသိလားကိုကြီးသိပါတယ်မင်းငယ်လေးလေးလည်းကိုကြီးအရန်ချစ်တယ် Facebook ကကောင်းကျိုးနဲ့ဆိုးကျိုးကိုပို့ပေးနေတယ်ဟုတ်တယ်ဒါပေမဲ့ကျမတို့ကလေ ဆက်ချက်ပါဆရာကြီးကျွန်တော်တို့ကို Facebook နဲ့မကောက်အောင်သူ့မျက်လုံးတင်းရနိုင်တဲ့ကိစ္စတွေတတိထားနေအောင်ကျွန်တော်ကလည်းဆက်ချက်လိုက်ပါဒီလိုမှဖုန်းသုံးတာကွန်ပျူတာသုံးတာ TV ကြည့်တာရှော့ရတယ်အားချစ်လေးလေးရှော့ရတယ်ကိုကလည်းဟိုအမှန်လားကဲတော်ပြီဘာမှထပ်မပြောနဲ့တော့ဖုန်းသုံးတာကိုရှော့မလားကိုဖုန်းသိမ်းရမှာဟာဘသူလဲလို့မင်းနေရလေစာနေမှာဆိုလို့မဟုတ်လားပို့တာဖုန်းလည်းအချိန်နဲ့သုံးမိမတို့ page တောင်မှနာမည်တော်တော်ကြီးနေပြီနော်ဘာဖြစ်လို့လဲဘာများကြားခဲ့လို့လဲအရင်ကဆိုရင်မိမတို့ချင်းချင်းပဲပြောနေတယ်အောင်ကြားရတာတခြားဘယ်သူမှမပြောကြဘူးအခုအပြင်ကသူတွေကတော့မှပြောနေတယ်အောင်ကြားရလို့အပြင်ကဆိုတော့ဘာမှကြားခဲ့လို့လဲကိုသူကကုမ္ပဏီမှာပါတီးတဲ့သူတွေကတော့ကိုယ်လာမေးကြတယ်မတီးတဲ့သူတွေကတော့သူတို့ချင်းချင်းဇနီးကျော်များကွန်ရက် page ကို like လုပ်ထားတယ်မိဝင်ထားတယ်မိဆိုပြီးတော့ပြောနေကြလို့ဟုတ်တယ်လူတွေကအရန်ကိုစိတ်ဝင်စားလာကြတာအခုဆိုရင် fan တွေက3000လောက်ကျော်သွားပြီနေ့တိုင်းကို fan တွေကတိုးနေတာဒါမှလည်းနာမည်ကြီးလာတော့တစ်ခုလည်းကောင်းတယ်တစ်ခုလည်းမကောင်းဘူးကိုသူကဘာဖြစ်လို့လဲမနေရအခုဆိုနာမည်ကြီးလာတော့ fan တွေလည်းတိုးလာသလိုတနေ့အကြံတောင်းစာတွေရောမင်းခွန်းတွေရောများလာတယ်အရင်တော့ဆိုတနေ့စာတနေ့ပြန်နိုင်တယ်အခုဆိုရင်2ရက်3ရက်လောက်စာတွေမပြန်နိုင်ဘူးအကျွေးတွေတင်နေတာမဒီတို့4ယောက်စလုံးလည်းစဉ်းစားအောင်လို့နောက်ဆိုသပင်တော်ရှိတော့မှာပေါ့ဟာကိုဘော်ရာတွေကတော့မှမိမတို့ဖွဲ့ကိုတတိထားဖို့ပြောနေကြတယ်ဘာလို့သတိထားရမှာလဲကိုသူလဲဩဇနီးကျော်များကွန်ရက် page ကအရန်အောင်မြင်နေပြီဆိုတော့ page အတူတွေပေါ်လာပြီးတော့နာမည်ဖြတ်မှာအဲ့ဒီ page ကို hack ပြီးတော့ဟိုတခြားပေါက်ကြရတယ်တင်ပါအောင်စိုးရင်အဲ့ဒါကိုပြောတာဒါမဲ့ပြဿနာမရှိပါဘူးဖြေရှင်းလို့ရတယ်ကိုလည်းရှိတယ်အဓိကကတော့သူများကိစ္စတွေကိုကိုညီရင်းနဲ့ကိုကျမ်းမာရေးထိခိုက်မှာအထူးသဖြင့်မျက်လုံးထိခိုက်မှာကိုကစိုးရိမ်တာ
အဲ့ဒါကြောင့်အချိန်တစ်ခုသတ်မှတ်ပြီးတော့ short သုံးကြဖို့အကြံပေးပြရစီဗျာ ဟုတ်ကဲ့ပါ ကဲအဲ့ဒါဆိုရင်သွားမယ် ဟုတ်ဟုတ် နော်တတာ တတာ တန်းဦးချစ်လေး ကိုမနေ့ဖက်ရိုက်ဖို့အတွက်အားလုံးစီစဉ်ပြီးသွားပြီလား ပြီးသွားပြီချစ်လေးကဘာလို့စဉ်းစားနေကိုခေါ်တာမကြားတာ တမ်းမို့ခေါ်တယ်ဖဲတော့ဟာလေ အဲ့ဒါပဲချစ်လေးကိုခေါ်တာမကြောက်ဘူးမလားဧကနာဒီတစ်ခေါက်ဇနီးကျော်များဖြည့်ရှင်းရမယ်ပြဿနာနည်းနည်းကြီးပုံရတယ်အဲ့ဒါကြောင့်ချစ်လေးအသေးအံစဉ်းစားနေတာဟုတ်တယ်မလား မဟုတ်ပါဘူးဇနီးကြောင့်မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာဘယ်တော့မှမရှိခဲ့ဘူးအားလုံးပြေးလဲအောင်အကြံဉာဏ်ပေးနိုင်ခဲ့ဖြေရှင်းနိုင်ခဲ့တာကြီးပဲ အမေတဲ့ဟုတ်ပါလားကဲပြောစမ်းမအောင်အဲ့ဒါဆိုချစ်လေးတို့ဘလို့ပြဿနာမျိုးကိုဘလို့ဖြည့်ရှင်းခဲ့လဲဆိုတာဒါမှကိုကားရတဲ့ခါမှာပလော့လေးတွေရမှာပေါ့ပြီးတော့ချစ်လေးကူတလို့ဘာမှလည်းပြောစမ်းမကြပါလားဘာဖြစ်လို့လဲခုနရောချစ်လေးကအသေးအံဘာတွေစဉ်းစားနေရလဲဟမ် တခြားစဉ်းစားနေရမဟုတ်ဘူးကိုရဲ့အခုလေမာယာတို့အမရာတို့မဒီတို့ရဲ့ယောက်ျားတွေက line သုံးတာရှော့ဖို့ Facebook သုံးတာရှော့ဖို့ပြောနေကြတာတမ်မိုးတို့လောက်ကလည်း Facebook သုံးမယ်လုံးလုံးမမရတာသူတို့ကရှော့ခိုင်းနေရဘယ်လိုလုပ်မလဲ ဒါကတော့တတ်မှုပဲသူတို့ကျမ်းမာရေးအတွက်စိုးရင်လို့ပြောတာ哦မသုံးတယ်လို့ပြောတာမှမဟုတ်တာရှော့သုံးခိုင်းတာ哦ဒါတော့ကိုတော့လက်ခံရမှာပေါ့ ဟာတမ်မိုးတို့ကအချင်းပြသုံးနေရမှာမဟုတ်တာ အချိန်ပြည့်မသုံးရင်အားတာနဲ့ Facebook ပဲသုံးနေရမလား ဟာလေကိုကပါတမ်မိုးကိုရှော့ခိုင်းခြင်းနေရလားကန့်တက်နေရလားလုံးဝပဲနော်တမ်မိုးကလုံးဝပဲဘယ်နည်းနဲ့မှမရှော့နိုင်ဘူးဒါပဲ အေးပါကွာလုံးဝမလျှော့ခိုင်းဘူးစိတ်ကြိုက်တာတော့ဟုတ်လားအချိန်တိုင်းသူ့လိုလိုရောက်သွားမှာပဲဘာမှမပူနဲ့ငါမိမစိတ်ကြိုက်တော့ဟုတ် သုံးမသုံးအောင်မစိတ်ကြိုက်ကိုသုံးအောင်မဘယ်တော့မှလာမတားနဲ့မရဘူးမှတ်ခုတော့သုံးအောင်မမရပါလားတော့အီးမနဲ့မမပတ်စဝတ်လည်းမရတာနဲ့ဘာလို့မရလဲတော့ကြာမှများလိုက်ငါတို့ကဝင်လို့မရတော့ဘူးဆိုတော့ဖေငါကောက်ဟက်ခံလိုက်ရလားမသိဘူးဟာနေလည်းဝင်လို့မရတော့ဘူးဟလားငါလည်းငါတော့ဝင်လို့မရတော့ဘူးငါထင်းနေတာတမ်ဘူးကဝင်လို့မရဘူးဒါဆိုလို့ရှိရင်မရီတက်ပဲကြံတော့တာပေါ့ဘာမနေအောင်ကိုသူက IT ပညာရှင်ဆိုတော့မရီရချင်ရမှာဟာသူငါဖုန်းဆက်မေးကြည့်လိုက်အောင်လေနော်အေးပါသူ့ပြောမယ်လေနော်ဒါပဲနော်မာယာဒီဖုန်းဆက်တောင်နေတော့ပဲငါလည်းနေ့စီကိုဆက်တော့မလို့ငါတို့ဇနီးကျော်များအကောင့်ဝင်လို့မရအောင်နော်နေဝင်ကြည့်ပါအေးငါလည်းအခုပဲနေ့စီဆက်တာအဲ့ဒါပြောမလို့အခုလေးတွေငါအမနဲ့ဖုန်းပြောချလိုက်တာသူလည်းဝင်လို့မရတော့ဘူးတဲ့ တော့အဲ့ဘလို့ဖြစ်တာလဲဘာလို့ဝင်လို့မရတော့ ဟဲအဲ့မေးကွာငါတို့ကနေ့ကိုမေးရမှာလေနင်းချစ်ချစ်က ID ပညာရှင်ပဲဟာသူသိမှာပေါ့ဒုက္ခပါပဲဟဲငါတို့ကနင်းတောက်တော့ရမယ်လို့ထင်ထားတာ ငါတမနလုံးဝင်နေအခုချိန်ထိကိုဝင်လို့မရဘူးနေရောကိုသူငါ့ကိုဟိုနေ့ကတတိပေးသွားတာရှိနင်တို့ဇနီးကျော်များပြေးကြအရန်ကိုအောင်မြင်ပြီးအရန်ကိုလူကြည့်များနေပြီရဲ့အဲ့ဒါဟက်ခံရမယ်တတိထားတဲ့ အဲ့ဆိုလို့ရှိရင်ငါတို့ page အဟက်ခံရတာပေါ့ အဲ့ဒါပဲရှိရပါဟဲ့နေရောသူတစ်ဆက်တည်းပြောသွားတာရှိသေးရဲ့သူများကိစ္စနဲ့ပဲအချိန်ကုန်နေတယ်ကိုမျက်လုံးကိုကျမ်းမာရုံနဲ့ဘူးဆိုင်တော့တူလည်းပြောသွားသေးတယ် အဲ့ဒါဆိုနေပါဦးကိုသူကိုယ်တိုင်များဟက်လိုက်လားမသိဘူးနော်ဟဲ့သူပြောတဲ့အတိုင်းမလုပ်လို့ဆိုပြီးတော့ဒီမေးကြည့်ပါလား အေးသူလည်းလက်တာလည်းဖြစ်နိုင်တယ်နော်နေရောငါဖုန်းဆက်ပြီးမေးကြည့်အောင်မယ်ငါပြန်ဆက်လိုက်မယ်နော်ဒါပဲနော်
ဟယ်လိုမိမပြော မိန်းမတော့ဇနီးကျော်များ page ကိုဝင်လို့မရတော့မိန်းမတယောက်တည်းမဟုတ်ဘူးနော်တန်ဘူးတို့အမရာတို့မာယာတို့ပါအကုန်လုံးဝင်လို့မရတော့ အဲ့ဒါဆိုရင်တော့အဟက်ခံလိုက်ရပြီနဲ့တူတယ်ကိုကြိုပြီးတော့သတိပေးသားပဲအဲ့ဇနီးကျော်များကွန်ရက် page ကဟော့လာနဲ့ဟက်ခံထိမယ်ဆိုပြီးတော့ နေအောင်မဒီတို့ page ကိုသူကိုယ်တိုင် hack လိုက်တာမလားမှန်မှန်ပြောနော် ဟာကြံကြီးစီရမတည်ရယ်ကို့မှာလေအဲ့လိုတိတ်ခါမရှိအပျော်အလုပ်မျိုးလုပ်ဖို့အချိန်ကိုမရှိဘူးပြီးတော့တကယ် ID ပညာရှင်တွေဆိုတာအဲ့လိုအောက်တန်းကျအသိခါမရှိတဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးပြီးတော့ personal account တွေကိုလိုက်ပြီးတော့ hack နေတဲ့သူတွေဆိုတာလေသူတို့တကယ် ID ပညာရှင်သူရဲကောင်းတွေလို့အထင်ခံခြင်းနဲ့အောက်တန်းကျသိတ်ခါမရှိအဆင့်တန်းမရှိတဲ့ ID သမားမျိုးတွေပါကွာအဲ့ထဲမှာကိုတို့မပါဘူးဟုတ်ပြီလား ကိုသူပဲပြောခဲ့ရလေ hack ခံရတဲ့ကိစ္စလောက်ကတော့ကိုသူပြန်လုပ်ပေးနိုင်တယ်ဆိုအခု hack ခံနေရပြီကိုသူပြန်ရအောင်ပြန်လုပ်ပေး ကဲအဲ့ဒီ ACC ကိုပြန်ယူပေးမယ်ဒါပေမဲ့အခုလောလောဆယ်တော့လေအချိန်မီ software တစ်ခုကို2ရက်3ရက်အတွင်းရေးရမှာမလို့ခဏလေးစောင့်2ရက်3လောက်တော့စောင့်ဟုတ်ပြီလားပြီးရင်တော့ပြန်ယူပေးမယ်ဗျာ 2ရက်3ရက်ကြီးများအောင်စောင့်အောင်မယ်ဟိုနေ့လယ်ဘက်မအားလဲညဘက်ပြန်ရအောင်ပြန်လုပ်ပေးလေ မဒီမိမရေမင်းလည်းမြင်တဲ့အတိုင်းပဲကွာကုမ္ပဏီမှာတော့အလုပ်တွေမပြီးလို့လေညဘက်ထိသဲပြီးအလုပ်တွေလုပ်နေရတာတိတ်မကြပါဘူး2ရက်3ရက်လောက်ပဲစောင့်ပါပြီးရင် ACC ကိုရအောင်ပြန်ယူပေးမယ်ဟုတ်ပြီလားနော်အခုမင်းနဲ့စကားပြောနေရတော့ကွာဒီမှာအလုပ်တွေမပြီးတော့ဒါပဲတော့ကိုဖုန်းချလိုက်တော့မှာဟုတ်ပြီလားနော်တက်တာနော် အဲ့ဒီစားလို့မဟုတ်ရှင်းနေရပဲဟာငါတို့အောင်မြင်အောင်မနာလို့ပဲလူလောက်တာ အေးလေအဲ့လူတွေကဘသူတွေလဲဘသူတွေပဲဖြစ်ဖြစ်ငါတို့အကောင့်ပြန်ရဖို့ပဲအရေးကြီးတယ်အခုချိန်မှာအကောင့်တက်ဖွင့်မယ်ဆိုရင်လေဖန်တွေကိုပြန်စုဖို့မလွယ်ဘူးအချိန်ယူမှရမှာအကောင့်ပြန်ရဖို့ဆိုရင်မဒီကိုတို့မေးကြည့်ပါလားသူက IT ပညာရှင်ဆိုတော့သူကျွမ်းမှာပေါ့ငါ့ကိုဖုန်းတိုက်ကြည့်လိုက်လေသူ့ကိုအခုညီတောင်းလို့ရမှာမဟုတ်ဘူးလေငါသူ့ကိုတန်ရဖြစ်နေတာဟိုရင်ရက်တွေတော့ငါတို့အကောင့်တွေဟက်ခံရနိုင်တယ်လို့သူပြောနေတယ်ငါထင်တာတော့သူကိုယ်တိုင်မဟုတ်ရင်တော့မှသူ့လူတွေလုတ်ခိုင်းတာလို့ထင်တယ် ဟုတ်ဘာလို့တော့အဲ့လိုမျိုးလုပ်ရမှာလဲဟာဒဇိုင်းတွေမဟုတ်တာအာဒဇိုင်းတွေမဟုတ်လို့ပါလေတင်များချက်သူရှိနေတဲ့အချိန်ဒေးကပုံမဲ့ပို့နေတာတော့မသိရကျောင်းလည်းကိုကတော့မခံနိုင်တော့ဘူးအဲ့ဒါရောဟုတ်တယ်မင်းကခိုးနေကိုထပ်ပို့ချင်နေတာပါ အမေသူကငါတည်းခံဖြစ်သွားပြီ ကဲတော့ကြပါတော့အဲ့ဒါလည်းပဲလူကြီးကပျောက်ကုန်ပြီဟောအခုငါတို့အကောင့်တွေပြန်ရဖို့ကိုတို့ကိုမလုပ်ခိုင်းဘူးဆိုကိုတို့လုပ်ခိုင်းကြမှာစဉ်းစားကြအောင် နေဦးငါ့ကိုတကယ်ကြောက်ရှိရဟာသူက IT ပညာရှင်ပဲသူ့ကိုရမ်းမိကိုတောင်းပြင်ကောင်းမလား အဲ့ဆိုဘာဆောက်နေလဲဖုန်းလန်ဆက်လို့ နေကြည့်ရမယ်လေငါယောက်ျားကြီးကမကြောက်တော့ကြရင်ယူပြီးကမှနီးယောက်ျားလို့ဖြစ်နေဒုက္ခ ငါလည်းဘာလို့လုပ်ရမလဲမသိတော့ဘူးစိတ်ရှုပ်ပါဟာ ဒီလိုလုပ်ပါအခုတလောနာမည်ကြီးနေရလေဇနီးကျော်မြောက်ကွန်ရက်ကိုကုညီတောင်းကြည့်ပါလားဟာတော်တော်များများသူတို့ပေးတဲ့အကြံဉာဏ်တွေနဲ့အဆင်ပြေသွားကြတယ်လို့ပြောတယ် ဟာနင်းကလည်းနေမလားဟဲ့မေးမလို့ငါလှမ်းချိတ်ပြီးပြီဟာဇနီးကျော်လေးအောင်တော့ချိတ်လို့မရဘူးသူတို့အကောင့်တွေကဟက်ခံရရတယ် ဟုတ်လားဒါဆိုရင်တော့မနာလို့ဟတ်တာပဲဖြစ်ရမယ်ဟာအဲ့ဒီဇနီးကျော်မြောက်ကွန်ရက်ကလေတော်တော်နာမည်ကြီးနေတာဟာဒါနဲ့သူတို့ဇနီးကျော်၄ယောက်ထဲကတယောက်ကလေငါတို့ဆရာဦးနီတီရဲ့ဇနီးရဲ့ဟာဆရာတော့မေးကြည့်ရအောင် ဟာနင်းကမေးရပါဘူး ဟာငါမေးပြီးမယ်လိုက်ခဲ့လားလို့ညလုံးမမေးဘူးလာဒီအကောင့်လေးဆရာ ဘာလဲအခန်းဆက်ဝေစားကြံခဲ့ပြန်ပြီလား မဟုတ်ပါဘူးဆရာအဝေစားကြီးအကုန်လုံးပါပါတယ်အခုကလေသိကျင်တာလေးရှိလို့ဆရာ မလေးနောက်ကားလာချိန်နေလို့ပါတရက်လောက်စောမပြီးဘူးလားဒါပဲငါ့ကိုလာပြောမှမလား မဟုတ်ပါဘူးဆရာရေနောက်ကလည်းလာမချိတ်ဘူးလာချိတ်ခဲ့လေဆရာကပြီးမှပဲဟိုဘက်ကူမှာအခုကအလုပ်ကိစ္စမဟုတ်ဘူးဆရာရေဆရာဇနီးကိစ္စ ငါစလေ ဟုတ် ငါမင်းကဘာဖြစ်လို့သူเจ้าဘာကြားလို့ အိုးလေဟိုဆရာရဲ့ဇနီးကျော်မြတ်ကွန်ရအကောင့်ဟက်ခံထားလို့ဆိုဟုတ်လားဆရာ ဩဇနီးကျော်များကွန်ရဲ့အကောင့်ဟက်ခံထားရတာ ဟုတ်တယ်ဆရာအဲ့ကောင်ဝင်လို့မရတော့ဘူးပြောတယ်ဆရာမြန်သိမလားလို့ ငါမသိပါဘူးသူတို့ကငါဝင်လဲစောမဖက်ဘူးသူတို့ကသူတို့လုံနေကြတာ
နေစမ်းပါနင်တို့ဘာသိချင်လဲဟိုသိရင်တော့ချင်းငါ့ကိုလေငါကြံပေးမှာ ဟိုလေးဆရာသူ့ယောက်ျား အော်ဘာမှမဟုတ်ဆရာဘာမှမဟုတ် ဘာဖြစ်လို့ပြော သူရှောက်ပြောနေရစား ဟုတ်ဘူးငါအကြံပေးမယ်လေ စစ်တာနဲ့လည်းပြောပြရ အကြံပေးပါမယ်ဆို ဖုန်းတက်လာပြီဖေဖေကောင်းနေပြန်ရပါစေကလည်းဟယ်လိုကိုကိုင်းတက်အကောင့်နေဘယ်လိုနေလဲချေလီတော့ပါသေးရဲ့ရှင်ဝမ်းသာလိုက်တာဟုတ်လားအော်တိကျနေရှင်ဘယ်သူဟတ်တာလဲမသိနော်ဟုတ်ကဲ့ဟုတ်နောက်မှတွေ့ကြမယ်လေဟုတ်ဒီမှာတွေ့ပြီးမမယ်တော့ကြည့်အောင်မယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါဟုတ်ကျေးဇူးပါ ဟဲ့မရဘာလဲလဲအကောင့်ပြန်ရပြီတင်လား တရားပြီပြီးတော့ငါတို့ beautiful wife page ကို hack သွားတဲ့လူကပြပြသွားတယ် ဟဲ့ဟုတ်လားဟိုဘယ်သူဟိုက်တာလဲကိုသူတော့မလား မဟုတ်ဘူးငါပြောလိုက်ရင်ဘလို့အရှာအောင်သွားတယ် အမြင်ပြောစမ်းပါဟဲ့သိချင်တယ်ဘာတူလဲ မင်းတို့ဒီကိုနေတိကမှ hack ကြ ဟမ်ကိုနေတိဟတ်တာလက်ဆက်တက်တော့သူ့လက်ချက် နေပါဦးဟိုနစ်ကိုကဘာပြောလို့လဲ ငါဟေးငါ့ကို Facebook သုံးတာ short ခိုင်းမယ်ဆိုရင်ငါလုံးဝမ short နိုင်ပါဘူးလို့သူပြောထားတာ तू ကမ short ပါနဲ့တဲ့စိတ်ကြိုက်သုံးပါတဲ့အချိန်တန်လို့ရှိရင် तू ကသူယော့သွားပါလိမ့်မယ်ခုမှပဲသိတယ် အဲ့ဆိုလို့ရှိရင်တော့နင်းကိုပြောလို့မရတော့အကောင့်ကို hack သွားတာပေါ့ အေးပေါ့ ဒါမဲ့လည်းအကောင့်ကိုခက်လွယ်နည်းနဲ့ပဲ hack သွားတာပါတဲ့ခွန်ထက်ကတော့ပြောတယ်နင်းကိုပညာပေးချင်တော့ပါ တော်ပါသေးရဲ့ဟဲ့ငါလည်းကိုသူ့ကိုအပီချဲတော့မလို့ချဲမိရင်တော့သွားပါဘူး ကဲပါဟိုအကောင့်လည်းပြန်ရပြီဆိုတော့ဟိုငါဝင်ကြည့်ကြရင်မယ်လေနော် တိတ်မသုံးကြနဲ့ကျမ်းမာရေးကိုပြီးဥဆိုင်ကြလွန်လို့ရင်ထပ်ဟပ်မယ်ပုံဟက်ကကိုနီ ကိုနီပြောတာဟုတ်တယ်ဟိုငါတို့ရဲ့ Facebook သုံးတာနည်းနည်းရှော့အောင် အချင်းလေးကန့်တက်ပြီးတော့သုံးကြတာပေါ့ဟာဟိုဘာမှဆိုတရားမှန်တော့မကောင်းဘူး ငါတို့ကဘောပြရဟိတန်မှုပဲချက် အေးပေါ့ရှော့ရတော့မှာပေါ့လေ तू ကနိုင်ခွက်ရအောင် ကဲပါအဲ့ဒါဆိုလို့ရှိရင်ငါတို့အခုဝင်လာတဲ့စာလေးဖတ်လိုက်အောင်ဒီနာမည်ကတော့နည်းနည်းဆန်းနေတယ်အကုန်လုံးစနေပြီပဲစောင်းစည်းစာတဲ့ ဟုတ်တော့ကိုကလည်းဖုန်းထားခဲ့ပြန်တယ်သူစက်တာလည်းမသိဘူးချစ်ဆိုတာဘာလို့လဲဟယ်လိုဟယ်လို ရှင်းဘူးလေဘာဖြစ်လို့ကိုဖုန်းကိုကိုင်းရလဲ ကျမကိုခန့်စနီးပါရှင်ကိုခန့်ဖုန်းကြံခဲ့လို့ပါဘယ်သူဆက်တယ်လို့ကျမပြောပြလိုက်ရမယ်ရှင် ဩစောင်းစီးတာကိုတို့တူလဲဆိုအောင်မသိစရာမလိုပါဘူးကိုကိုသာဖုန်းပေးလိုက်သူဆက်လဲဆိုတာသူသိတယ် ဒီမှာ तू သိဖို့ထက်ကျမသိဖို့လည်းလိုအပ်သေးတယ်ဖုန်းမှာလည်းချစ်လို့ရေးထားတယ်ရှင်ကလည်းကျမယောက်ျားကိုကိုလို့ခေါ်နေတယ်ရှင်ဘာတူလဲကျမယောက်ျားနဲ့ဘယ်လိုပတ်သက်တာလဲ အဲ့လောက်သိချင်မှလည်းပြပြရတော့မှာပေါ့တို့ကကိုရဲ့ချစ်သူကြာခင်မှာတို့နဲ့ကိုနဲ့ကလက်ထပ်ကြတော့မှာ ဒီမှာကိုခန့်မှာတရားဝင်မိန်းမရှိရဲဆိုတာရှင်မသိဘူးလား သိရလေသိတာပေါ့မိန်းမရှိရသိရဲ့အပြင်ခလေးနှစ်ယောက်ရှိရဲဆိုတာသိတယ် အဲ့လိုလေးသိနေရအောင်ရှင်ကသူနဲ့လက်ထပ်အောင်မယ်ဟုတ်လားရှင်မယောက်ျားအဲ့လိုပဲရှားသလားရှင်တရားကင်းမလာလား အင်းချောင်းတဲ့ယောက်ျားတယောက်တိတ်နဲ့လက်ထပ်မယ်ဆိုတော့ရှင်မအရှက်တရားအင်ဒရီတိတ်ကကင်းမလာပြီလားဟမ်မဟုတ်မှလွယ်ရော
ရှင်ကနူဝဲကြိုးကန်ရုပ်ဆိုးအကြီးတယ်ယောက်ျားမရနိုင်တဲ့မိန်းမမျိုးပဲဖြစ်ရမယ်ဟုတ်တယ်မလား ရည်စရာကောင်းလိုက်တာနော်တို့ကပဲနူဝဲကြိုးကန်ရုပ်ဆိုးကြီးတန်နေသလားမင်းကပဲနူဝဲကြိုးကန်ရုပ်ဆိုးကြီးတန်နေသလားဆိုတာတေချာပြန်စဉ်းစားကြည့်စမ်းပါဦးမင်းကိုပြစ်ပြီးကိုကွာတို့စီရောက်လာလေတို့ကမင်းထက်တာနေရဲဆိုတာအတိတာကြီးပဲ နင်တိတ်တရားလွန်လာပြီနော်နင်းသားလေအဆက်တွေတိတ်ခါတွေမရှိရနဲ့ငါယောက်ျားကိုမြူဆွဲခဲ့တယ်မိမ့်မရုပ်ကိုကျင်တရားဆိုတာဘာမှမသိရဲ့ပိုင်းလုံးမှမေတ္တာတရားဆိုတာဘာမှမသိဖ ೇನೆ ခန္ဓာကိုယ်ရောင်းစားတဲ့အကြည့်ပြတ်မှဘာလဲငါယောက်ျားကိုကြောင်တောင်နှိုက်တဲ့မိန်းမနင်မှခုတော့ပြောစရာစကားတွေမရှိတော့ဘူးမလား တိတ်ရှိရပေါ့ကိုဘာကြောင့်မင်းကိုပြစ်သွားခဲ့လဲဆိုတာတို့သဘောပေါက်သွားပြီကိုကတို့စီမှာရှိနေမှာတော့မင်းလိုမိန်းမမျိုးနဲ့ပြိုင်လို့နေစရာမှမလိုတော့တာအဲ့ဒါကြောင့်တို့ကဘာမှမပြောချင်တော့တာအော်တခုတော့ပြောလိုက်မယ်နော်မင်းတို့သားမိမကြခင်မှာမျက်ရည်တုပ်ဖို့တာပြင်ထားလိုက်ကြတော့ ဒီမှာနိဟယ်လိုဟယ်လိုဟယ်လိုစီတာစီတာကိုဖုန်းကြံငယ်တွေ့ပြီလား တွေ့တယ်ရှင်ကိုပြန်ပေးခြင်းလို့ကျမစောင့် အဲ့ဆိုလည်းပေးလေကွာကိုမှဖုန်းကြံငယ်တစ်ခေါက်ပြန်လာနောက်ကျနေပြီ နောက်ချနေပြီဟာလေရှင်ချစ်ဆိုတဲ့ဟာမှနဲ့တွေ့ဖို့နောက်ကျနေတာပူပါနဲ့ရှင်ဖုန်းကြံခဲ့ဆိုတော့ကျမသူ့ပြောပြီးသွားပြီ ဘာမချစ်နဲ့ဖုန်းပြောပြီဟုတ်လား ဟုတ်တယ်အိမ်ထောင်ရှိရဲ့ယောက်ျားတယောက်ကိုအဆက်တရားမရှိကြောင်တောင်နှိုက်ချင်တဲ့ရှိရဲ့ချစ်တစ်ဆိုတဲ့ဟာမှနဲ့ကျမဖုန်းပြောပြီးသွားပြီအဲ့ဒီမိန်းမလေတော်တော်အဆက်တရားမရှိအကျင့်သိက္ခာမရှိရပဲနော်ရှင်နဲ့ဘယ်နေရာမှာတွေ့လာလဲ KTV လားမဆက်လားဟုတ်မှာပါအဲ့လိုနေရာမျိုးကမိန်းမမလို့လဲသူများလင်ကြောင်တောင်နှိုက်ရတာ စီတာမင်းဘာမှမသိဘဲနဲ့သူများကိုမဆော်ကားနဲ့နော်ချစ်ကမင်းထင်တယ်လို့မိန်းမမဟုတ်ချစ်ကမင်းမကောင်းကွာ မိန်းမကောင်းနဲ့လားဘယ်လိုမိန်းမကောင်းအောင်သူများလင်ကြောင်တောင်နှိုက်လို့လဲ မတော်တော့ကွာ မတော်နိုင်ဘူးပြောချင်လို့စောင့်နေရအိမ်တော်ရှိရဲ့ယောက်ျားတယောက်ခလေးတွေပါရှိရဲ့ယောက်ျားတယောက်ကိုဘယ်လိုမိန်းမကောင်းအောင်ကြောင်တောင်နှိုက်လို့လဲပြောစမ်းပါဦး တော်ပြီငါမင်းနဲ့စကားမပြောနဲ့ငါဖုန်းပြပေးတော့ မပေးနိုင်ဘူးပြောစရာရှိရတော့ပြအောင်ပြောရမှာရှစ်ဖောက်ပြန်နေမှတည့်ရသားတဲ့ဒီတိုင်းနှုတ်ပေးလိုက်ရအောင်ကျမငတုံးမဟုတ်အဲ့လောက်ထိလဲသဘောမကောင်းနဲ့ကိုခန့်ညာရှစ်အသက်ရှာပြီးဖောက်ပြန်အောင်ကျမရှိပေါ်မှာဗာများလိုအပ်ချက်ရှိနေလို့ဟမ်ကျမမရဟုတ်တရားမကြည့်လို့ကျမနောက်မင်းလေးနေလို့ဟမ် မင်းသိအောင်ပြောပြမင်းမချစ်ဘူးမင်းကိုမြစ်ကြမှာထားနိုင်တော့အေးမင်းနဲ့နေလာရတာငါစိတ်ကုန်လာပြီမင်းကစိတ်ပြက်လာလို့ကွာရှင်းပြီလားဒီလက်ရှင်ကစပြောပြမယ်အမချခင်ကသူနဲ့လက်ထပ်တော့မှာအဲ့တော့မင်းကကွာရှင်းစာချုပ်မှာလက်မှတ်ထိုးတာပြင်ထားတယ်ပြင်ငါဖုန်းကဲဘလို့လဲမင်းလက်မမထိုးသေးဘူးလားဘာထက်လို့ကျင်သေးလို့မင်းငါအချစ်ကလွယ်ပြီးကျန်တာအားလုံးပေးထားပြီးသားနော် လူတွေကြားလို့ရှိရင်ဟုတ်ကြီးမှတ်နေပါဦးမယ်ဒီအိမ်ကလည်းကျမမိဘတွေပိုင်နေအိမ်စီးနေတဲ့ကားကလည်းမိဘတွေပေးထားတဲ့ကားရှင်နဲ့လက်ထပ်ပွားဆိုလို့ခလေးနှစ်အောင်လွယ်ပြီးဘာများရှိသေးလို့လဲပြောစမ်းပါဦး ဘာတွေစဉ်းစားနေရဒါဆိုတော့ငါတို့ယောက်ျားမျိုးမြင်မြင်လက်မှတ်ထိုးပြီးကွာရှင်းလိုက်လေ မကျမတို့စဉ်းစားနေအောင်မဟုတ်ဘူးခလေးတွေစဉ်းစားနေအောင်လူမမဲအရွယ်ခလေးနှစ်ယောက်စလုံးကမိဘတွေအသုံးမကျရတယ်ပဲမိစုံဖားစုံနဲ့မနေအားရှာတော့ရှစ်ဘဝခီးလန်းတစ်လျှောက်လုံးမှာတိမ်တိမ်ငယ်ငယ်နဲ့နေသွားရှာတော့မယ်လူတွေကြားထဲမှာမျက်နှာငယ်သွားရှာတော့မယ်အဲ့ဒါတွေရှင်စဉ်းစားမိရဲ့လား ဒါဆိုလည်းမင်းကပဲသူတို့အတွက်တခြားဖေတယောက်ရှာပေးလိုက်ပေါ့ ကျမရှာပေးချင်းတယောက်မကောက်အများကြီးရှာပေးလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကပထွေးတွေလေသူ့ဖေရင်းမှမဟုတ်တာ ဟ
မင်းကွာရှင်းစာချုပ်မှာလက်မှတ်မထိုးချင်တာနဲ့ပဲခလေးတွေကိုအကြောင်းပြမနေအားလုံးကသူ့ကနေရာနဲ့သူဖြစ်လာတာကြီးပဲဘယ်သူမှဖန်တီးယူလို့ရတာမဟုတ်ဘူးဗါလေမင်းကငါနဲ့မပြတ်နိုင်လို့ကွာရှင်းစာချုပ်မှာလက်မှတ်မထိုးချင်တာအဲ့လိုပဲငါနဲ့ပတ်သက်ဘူးတဲ့မိန်းမတွေအဲ့လိုဖြစ်သွားတာကြီးပဲငါအားလုံးတန်းတန်းဆွဲကုန်ကြတယ်မင်းပါဝင်မို့ လူလဲကိုခုချိန်ကြီးမပြီးသေးဘူးလားဘာလဲကိုမိန်းမကြီးอ่ะကိုမခွဲနိုင်ဘူးမခွာနိုင်ပါဘူးဆိုပြီးတော့ဟိုပြနေလို့လား ဖြစ်မှဖြစ်ရတယ်ဝေးသေးတယ်ခြံခုံဖောက်ပြတ်တတ်တဲ့ယောက်ျားမျိုးတို့ဟာဆွဲထားဖို့ဝေးလို့မျက်မျက်ကိုမောင်းထုတ်ချင်နေတာခြံခုံတက်တဲ့ယောက်ျားမျိုးဆိုတာနောက်ထပ်ခြံခုံကိုလည်းဝန်လေးမှာမဟုတ်ဘူးနော်ရှင်သာဝတ်မလဲပါစေနဲ့လို့ကျမကဆူတောင်းပေးလိုက်တယ် စိတ်ချတို့ကမင်းလို့မဟုတ်ကိုတို့နာမသွားနိုင်အောင်ဆွဲထားနိုင်တယ်သိရလားလာကိုဒီအိမ်မနေရအာကုတူများသွားမယ်နော် ကြွရှင်တို့လိုဖောက်ပြန်တတ်တဲ့လူကျင့်ဝတ်မဆောင်စည်းတတ်တဲ့ကိုကျင်တရားမရှိတဲ့သူမျိုးတွေတို့အိမ်ပေါ်မှာရှိနေတာကြက်တည်းရုပ်တယ်မျက်မြန်သာသွားကြ လာကိုလာ မောင်လေးမမတို့သွားကြမယ်လေဖေဖေဘယ်တော့ပြန်လာမှာလဲဘယ်တော့မှပြန်မလာတော့ဘူးအစိုးဖေဖေတို့ကသားကိုဆက်ချိုးလို့ရတယ်ဒီမှာမနေချင်တော့လို့လေပြီးတော့ဘယ်တော့မှလည်းပြန်မလာတော့ဘူးလေဒါဆိုရင်ဖေနဲ့သားတို့တရားလုံးမတွေ့ရတော့မမတို့ဖေဖေနဲ့တွေ့ရအောင်ဖျားရှိဖို့စတောင်းကြမယ်နော် တမီးနဲ့သား မမေ တမီးနဲ့သားနဲ့ကဖေဖေပြန်လာစေချင်ကြလို့လား ဟုတ်ကဲ့ဖေဖေကိုသားလွမ်းနေဖေဖေပြန်လာရင်တိတ်ကောင်းပါလေ တမီးရော ဖေဖေနဲ့မမေနဲ့တော့စိတ်ချမ်းသာမှာဆိုရင်တမီးလည်းပြန်လာစေချင်ပါလေ ဘာမှစိတ်မကောင်းဖြစ်နေကြတယ်ဖေဖေပြန်မလာသေးနဲ့မမေကဖေဖေလိုရောမမေလိုရောသားနဲ့တမီးကဂယူးဆိုင်ပါပေါ့ဘယ်လိုလိုက်ပေးမယ်နားနားမှာရှိနေပြီဖေဖေပြန်မလာတော့လည်းဘာဖြစ်လဲမမေကမမေနဲ့သားတို့နားမှာအမြဲတမ်းရှိမှာဘာမှအားမလို့နော်လက်ခံကြလို့ရှိရင်တမီးတို့သားတို့ចောင်းပိတ်ရဟုတ်တယ်မလားဟုတ်အဲ့ဆိုလို့ရှိရင်မမေကတမီးနဲ့သားကစားဝင်လိုက်ပို့ပေးမယ်တကယ်ပေါ့မမေတို့ဒါမှမဟုတ်ကစားဝင်တူတူထောက်လိုက်ကြမယ်ပျော်ရမလား မ
လေးစားမယ် ဒါလားရောင်စုံလားတတရောင်စုံတစ်ခွက်ဒါစနစ်စတော်ဘယ်ရီတစ်ခွက်ဒါရောင်စုံရဲ့အရောင်စုံပါကိုရေရောမဟုတ်ဘူးလား ဟာဖေးပြန်လာလား ဖေးကတားလို့မဟုတ်ဝင်နေပြီလို့လာဝယ်ကြွေးရလေ ဖေးပြောင်းတက်လာလား ဟောတမီးကကစားကွင်းလာကြလားအကြောင်းပေးရမှာဘာသာကျင်နေလဲပြောလေဖေးဝယ်ကြွေးရ ကိုကိုဘာလုပ်လဲ တားလို့မဟုတ်ဝင်နေရတူတူကိုကြွေးရ ဒီကလေးကကိုကိုကလေးမဟုတ်တော့နော်ကိုကိုနဲ့လည်းဘာမှမဆိုင်တော့ အဲ့လိုလည်းမဟုတ်သေးဘူးလေကွာ ဘာမှပြောမနေနဲ့ဘာမှမကြားချင်တော့လာသွားမယ် ခမီးခိုင်ဒီဘဲလှည့်လာတယ် ဒီဘက်လမ်းကြုံလို့နေ့စီတင်မျိုးလာခဲ့တာခလေးတွေရော ရှိပါဟိုမှာလေစားလုံးနေကြတယ်မနေ့ကကစားဝင်းသွားထားလို့ဒီနေ့စားလုံးနေကြတာလေကဲသမီးနဲ့သားစားလုံးလို့ပြီးပြီဆိုလို့ရှိရင်ပြင်မှာသွားဆော့နော်ခြံထဲမှာပဲဆော့နော်ခြံပြင်မထားနဲ့နော် ဟုတ်ကဲ့မမေဟိုမှာလာသွားရ သမီးမောင်လေးတေချာပြူးဆိုင်နော် ဟုတ်ကဲ့မမေလာမောင်လေး ခလေးတွေတနာပါတယ်ဟဲ့ကိုခန့်ညာတော်တော်ဆိုးတာပဲနော် ဟာလည်းထင်အောင်ထင်မထားကြတာပါဟဲ့တဲတရားလေးတော့မှမဝင်ခဲ့မိဘူးသူတို့เนี่ยဘယ်ချိန်နဲ့အများလို့ဖြစ်နေကြလဲမသိပါဘူးဟဲ့ နင်ကလည်းရိုးဆိုးပန်းဆိုးကြီးလည်းမဟုတ်အစစ်မရှိစုပ်ပြစ်နေတဲ့မိန်းမလည်းမဟုတ်မရဘူးတရားမကြည့်တဲ့သူလည်းမဟုတ်ပြီးတော့တားနဲ့သမီးနေရာလည်းရှိသေးတယ်ဒီကြားထဲမှာဖောက်ပြန်သွားတာဆိုတော့မဟုတ်မှလည်းရောဟုတ်မိန်းမအမြဆွဲကောင်းလို့ပဲဖြစ်မယ် ဘလောက်ပဲမြူဆွဲကောင်းကောင်းပါဟဲ့လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်ရလေဟိုဘက်ချက်ကဘလောက်မြူဆွဲ तू မပိုင်မဖြစ်ဘူး ယောက်ျားတွေဘလောက်ပဲတိကြည့်ပါလေပြောစိတ်မချပါလားနော်အော်ဒါနဲ့နင်သူနဲ့ထပ်တွေ့ဖြစ်သေးလား မနေ့ကတော့ကစားဝင်းမှာတွေ့ရလေကလေးတွေတော့မဟုတ်ပေးသွားတယ်အဲ့ဒါဟိုမိန်းမကတွေ့ပြီးတော့အတင်းကိုဆွဲခေါ်သွားတယ်ရဲ့ ဒါနဲ့သူတို့နှစ်ယောက်ကလက်ထွက်လိုက်ကြပြီဆိုဟုတ်လား ဟုတ်လားငါအဲ့ဒါကိုမသိဘူးဟုတ်မှာပါလေသူတို့နှစ်ယောက်ကလက်ထက်ချင်လို့ပဲငါ့ကိုတင်းကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တာပဲခုလောက်ဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်လက်ထပ်ပြီးသွားတော့ပါပဲခြံနဲ့တက်ရှင်းလို့ဖြစ်တာတော်တော်ကြာသွားပြီပဲကိုခန့်ရထပ်သွားခဲ့တာဆိုတော့6လလောက်တောင်ရှိပြီပေါ့လေသူထွက်သွားတဲ့ပြထားခဲ့မိတာကိုဖြစ်သေးပါဦးလေငါ့ကိုလီမူမိပြီဘာမှမလုပ်နိုင်တော့ဘူးလို့ပန်ဝန်းကျင်ထင်ကြလိမ့်မယ်အားလုံးရဲ့ channel စင်းနဲ့တက်ရှင်းနေလို့မှာပါပဲတားနေသမီးရေမေတို့ channel စင်းပြီးတော့တက်ရှင်းလို့အောင် channel မှာတက်ရှင်းမလို့ဖြစ်တာကြတော့ရှုပ်ပွားနေရပဲ ဟုတ်ကဲ့မမေလာမောင်လေးမမကိုခြံထဲမှာတန်ရှင်းသားလို့ဟုတ်ကဲ့မမ ဒီချာလုံးနော် ဟုတ် မစောနဲ့နော် ဟုတ်ကဲ့မမေမောင်လေးမမလဲနေချင်းမှာလာမကောင်းနဲ့လေမမလဲလို့မရတော့ဘူးဟုတ်ကဲ့မမတော့ကောင်းနော်
ကိုမိန်းမကိုပြက်နိုင်အောင်တော့ကိုသွေးကိုတောင်းတော့ဘယ်သူကပြက်နိုင်မှာတော့ မပြတ်နိုင်လို့မရဘူးပြက်ကိုပြက်နိုင်ရရှင်ကလေးတွေအကြောင်းပြပြီးတော့အဲ့အိမ်ကိုဝင်ထွက်နေတာလို့ကျမလုံးဝလက်မခံဘူး ငါသာဆိုရင်ကိုယ့်ကိုပြစ်ပြီးတခြားနေဝင်ပူးသွားတဲ့ယောက်ျားတစ်ယောက်ကိုပြန်လက်ခံဖို့မပြောနဲ့ခွင့်လွှတ်မှာတော့မဟုတ်ဘူးပြီးတော့ဘာဖြစ်ဖြစ်ဒီကိစ္စမှာငါတို့၄ယောက်စလုံးရဲ့သဘောကတစ်ခုလဲဆိုတော့စောင့်ဒီတိုင်းပဲပြန်လိုက်ကြအောင်နော် ။သမီးတို့ဖေဖေနောက်အိမ်ထောင်ပြုတ်ပြီးတော့အိမ်ကနေထွက်သွားတာကိုဖေဖေကိုစိတ်မဆိုးကြဘူးလား။စိတ်မနာကြဘူးလား ။ဘာလို့စိတ်ဆိုးရမလဲမမေရဲ့ကိုမမရုံဆိုတော့ကိုမလို့ ကိုကညာမရှိတဲ့အချင်းကနေစပြီးမပြင်းစင်းနေလိုက်တာအခုတော့ထူးခြားနေပါလား ။ဟုတ်ပါဘူးဟဲ့နေရလဲသမီးနဲ့မွေးနေမှုလို့ပါဟဲ့ ။ညီမနောက်ကြတယ်နော် ။ဟုတ်တယ်အမရဲ့ကျမအလုပ်ကိစ္စလေးနောက်ကျနေလို့လေ။ဟိုကျမကလေးတွေတွေးမိသေးလားယင် ။ကိုကြီးကသူ့ဖေလာခေါ်သွားတယ် ။ရှမ်းသူ့ဖေလာခေါ်သွားတယ်ဟုတ်လား ။တယ်သူ့ဖေလာခေါ်တော့ကလေးတွေကပျော်သွားလေရဲ့